မင်္ဂလာပါရှင် Joy Food and Chef Kids Channel မှာအားလုံးကိုကြိုဆိုလိုက်ပါတယ်။အရင်နေ့သင်ခန်းစာမှာတော့ EEE တရသင်ခန်းစာလေးကိုသင်ကြားခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှာတော့ EEE တရတွေနဲ့ဘီးတွေနဲ့ကိုပေါင်းစပ်ရွတ်ဆိုရမယ်သင်ခန်းစာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့သင်ခန်းစာလေးမစခင်မှာကျွန်မပေးထားတဲ့ဘီးလေးတွေနဲ့ EEE တရလေးတွေနဲ့ပေါင်းစပ်ပြီးရွတ်ဆိုကြည့်ပါအောင်။ရွတ်ဆိုတတ်ပါပြီလားရွတ်ဆိုတတ်ပြီဆိုရင်တော့ကျမတို့သင်ခန်းစာလေးကိုဆက်ကြည့်လို့ရပါတယ်အကယ်၍များဒီသင်ခန်းစာလေးကိုမရွတ်ဆိုတတ်သေးဘူးအတန်ထွက်နည်းဆိုတာဘာလဲစလုံးပေါင်းနည်းဆိုတာဘာလဲမသိသေးဘူးဆိုရင်အရင်နေ့သင်ခန်းစာလေးကိုသင်ခန်းစာ1ကိုပြန်ကြည့်စေချင်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျမတို့ C ဆိုလို့ရှိရင်စာလုံးဆိုရင်စာလုံးရဲ့အတန်စဆိုတဲ့အတန်လေးနဲ့ E ဆိုတဲ့တရာလေးနဲ့ပေါင်းလိုက်မယ်အဲ့တော့စာ E C စာ E C စာ E C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  စာ E C စာ E C စာ E C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  ဟုတ်ပြီဒါကကြတော့အတန်ထွက်နည်းနဲ့ရွတ်ဆိုခြင်းဖြစ်ပါတယ်ဟုတ်ပြီရပြီဆိုလို့ရှိရင်ကျမတို့ဒီနေ့သင်ခန်းစာလေးကိုဆက်သွားလိုက်ရအောင်ပါဖတ်ပါကူးရေးပါဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်အဲ့တော့ပထမဆုံးပေးထားတဲ့ရုပ်ပုံလေးကိုကြည့်လိုက်ရအောင်ဘာဘူးလေးပါလဲ C ဘူးလေးအဲ့တော့ C ကိုဘယ်လိုပေါင်းမလဲစလိန်ဆိုတဲ့ဘီးရယ် E ဆိုတဲ့တရာလေးရယ်အဲ့တော့စလိန်ရဲ့အတန်ကစနဲ့ E နဲ့ပေါင်းပေါ့စ E C ဘယ်လိုဖတ်မလဲအတန်ထွက်နည်းနဲ့ဆိုရင်စ E C ဟုတ်ပြီဒါလေးရရောဘာဘီးလေးပါလဲထဆင်ထူလေးရဲ့အတန်ပါရဲတော့ထဆိုတဲ့အတန်လေးနဲ့ E ဆိုတဲ့တရာလေးနဲ့ပေါင်းလိုက်မယ်အဲ့ဒီတော့ထ E T ဟုတ်ပြီဒါဆိုဒီဟာလေးရရောဘာကုန်းဆိုတဲ့ဘီးလေးနဲ့ဘာလုံးကြီးတင်ဆန်ခတ်ဝစ်စာနှလုံးပေါက်ရဲပေါ့အဲ့တော့ဘာကုန်းလေးရဲ့အတန်ကဘာဆိုတဲ့အတန်ရဲ့ E ဆိုတဲ့အတန်ရဲ့ပေါင်းတော့ဘာ E B ဟုတ်ပြီဒီဟာရောမီဟုတ်ပြီမီကိုဘယ်လိုပေါင်းမလဲအတန်လေးနဲ့တရာလေးနဲ့ပေါင်းမယ်မ E မီမ E မီဟုတ်ပြီနောက်ထပ်တစ်ခုကိုကြည့်ရအောင်ဒါလေးရပါလေးတော့နိုင်လေးဟုတ်ပြီအဲ့တော့နိုင်လေးကိုပေါင်းမယ်နာအာနာရဤရီနာငယ်ဆိုတဲ့ဘီးလေးရဲ့အာဆိုတဲ့တရာလေးရဲ့ပေါင်းလိုက်တော့နာအာနာရဤရီနိုင်ကဲဟုတ်ပြီဒီမှာကြည့်ပါအောင်ဒါပါလေးတော့ဇီးဒီဟုတ်ပြီအဲ့တော့ဒီမှာဘာစလုံးလေးတွေလဲစလိန်လေးရဲ့အတန်ကစရဲ့ E တရာလေးရဲ့ပေါင်းလိုက်တယ်အဲ့တော့စ E C ဒါလေးကဘီလေးကတဆိုတဲ့အတန်လေးရဲ့ E ဆိုတဲ့တရာလေးရဲ့ပေါင်းလိုက်တယ်အဲ့တော့တ E T C T ရေးတော့ C T လို့ရေးရတယ်ဖတ်တော့ Z T ပေါ့နော်စ E C တ E T Z T ဒါလေးကရောမ E မီတ E T မီတီပြန်ဖတ်ကြည့်မယ်နော်မ E မီတာဤတီမီတီကဲဒါလေးကရောဟုတ်ပြီဒါလေးကညမပေါ့နော်အဲ့တော့ညမကိုဘယ်လိုပေါင်းမလဲညဆိုတဲ့ဘီးလေးညရဲ့အတန်ကညပဲညကိုဘာတရာလေးနဲ့ပေါင်းလိုက်လဲဤတရာလေးနဲ့ပေါင်းလိုက်တော့အဲ့တော့ညဤညီဒါလေးကမရဲ့အတန်လေးကိုဘာတရာလေးနဲ့ပေါင်းလိုက်လဲအနဲ့ပေါင်းလိုက်တယ်အဲ့တော့မအာမညီမညဤညီမအာမညီမဟုတ်ပြီဒီမှာဘယ်သူတွေကိုပြထားတာတွေ့ပါသလဲဖေဖေရဲ့မမေရဲ့ဒါကိုဘယ်လိုခေါ်လဲကြည့်ရအောင်မအီမီဘာအာဘာမိဘမဆိုတဲ့ဘီးလေးကိုအီဆိုတဲ့တရာလေးနဲ့ပေါင်းလိုက်တယ်အဲ့တော့မအီမီဘာအာဘာမိဘနောက်ထပ်ပုံလေးတစ်ပုံကိုကြည့်ပါအောင်ဒါဘာကောင်လေးတော့ငှက်ကလေးမြင်ဘူးလားဒီငှက်ကလေးကိုဟုတ်ပြီဒါလေးကိုဘယ်လိုပေါင်းလဲပေါင်းကြည့်ရအောင်အဲ့တော့ဒီမှာဘာဘီးလေးတော့တရဲ့အတန်ကရောတပဲဟုတ်တယ်ဒါလေးရောလရဲ့အတန်ကလဟုတ်ပြီဒါဆိုရင်ပေါင်းကြည့်ရအောင်တနဲ့အာတရာလေးနဲ့ပေါင်းလိုက်တယ်အဲ့တော့တအာတာလာဣလိတာလိကအာကတာလိကတခါပြန်ဖတ်မယ်တအာတာလာဣလိတာလိကအာကတာလိကနောက်တစ်ခါပြန်ဆိုကြည့်ရအောင်တာအာတာလာဤလိတာလိကာအာကာတာလိကာဟုတ်ပြီဘီးတွဲလေးတွေကိုရွတ်ဆိုတဲ့အခါကြလို့ရှိရင်တို့ကဘာဘီးလေးလဲဘာတရာလေးနဲ့ပေါင်းဆက်ထားလဲဆိုတာကိုတေချာကြည့်ပြီးတော့မှရွတ်ဆိုရပါမယ်အဲ့တော့အတန်ထွက်နည်းလေးနဲ့တစ်ခါပြန်ဆိုကြည့်ရအောင်စဤစီထဤတီဘာဤဘီမဤမီ
နာအာနာယာဤရီနာရီစာဤစီတာဤတိဇီတိမာဤမီတာဤတိမီတိညာဤညီမာအာမညီမမာဤမိဘာအာဘမိဘတာအာတာလာဤလိတာလိကာအာကတာလိကာဒါကအတန်ထွက်နည်းလေးနဲ့ရွတ်ဆိုသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ခါကတော့တို့ဒီစာအုပ်ထဲမှာရေးဖို့အတွက်စလုံးပေါင်းနည်းလေးနဲ့ရွတ်ဆိုကြည့်ရအောင်ပါစာလိန်ရေးလုံးကြီးတင်စံခတ်စီထာစင်သူရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်တီဘာကုံရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်ဘီမာရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်မီနာငယ်ရေးချာနာရာကောက်ရေးလုံးကြီးတင်စံခတ်ရီနာရီစာလင်ရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်စီတာရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်တီစီတီရေးတော့စီတီလို့ရေးရတယ်ဖတ်တဲ့ခါကျရင်တော့ဇီတီလို့ဖတ်တာပေါ့နော်ပြန်ရေးကြည့်ရအောင်စာလင်ရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်စီတာရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်တီဇီတီဒါလေးကမာရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်မီတာရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါက်တီမီတီညာရေးလုံးကြီးတင်စံခတ်ညီမာရေးမညီမမာရီလုံးကြီးတင်မိဘာကုံရီဘမိဘတာရီချာတာလာရီလုံးကြီးတင်လိတာလိကကြီးရီချာကတာလိကဒါစလုံးပေါင်းလေးနဲ့ရွတ်ဆိုသွားတာဖြစ်ပါတယ်နောက်ဆုံးအစဉ်အနေနဲ့ကြည့်ဆိုနည်းနဲ့ရွတ်ဆိုကြည့်မယ် C B T B မီနာရီဇီဒီမီဒီညမမိဘတာလိကတင်ဤသုံးနည်းစလုံးနဲ့တင်တာအကောင်းဆုံးပါပဲเนาะဟုတ်ပြီနောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ဒီမှာဒါပါလေးတော့မြင်မှုပါသလားစီမီဟုတ်ပြီဒါပါပြီးလေးတော့စလိန်လေးရဲ့အတန်းကစနဲ့ဤတရာလေးနဲ့ပေါင်းလိုက်တော့စဤစီမဆိုရဲ့မရဲ့အတန်းလေးနဲ့တရာအတန်းဖြစ်တဲ့ဤလေးနဲ့ပေါင်းလိုက်တော့မဤမီစီမီဟုတ်ပြီအဲ့ဒါလေးကိုစလုံးပေါင်းလေးနဲ့ရွတ်ဆိုကြည့်မယ်ဆိုရင်စာလင်ရေးလုံးကြီးတင်စံခတ်စီမာရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါင်းမီစီမီဟုတ်ပြီဒီဟာလေးရရောတာသမီတာအာတာအာတာမဤမီတာသမီဒီနေရာလေးမှာတတဲပြန်ဆိုတာကောင်းပါတယ်တာအာတာအာတာမဤမီတာသမီပေါ့နော်အဲ့ဒါလေးကိုစလုံးပေါင်းလေးနဲ့ရွတ်ဆိုကြည့်မယ်ဆိုရင်တာရေးချဝစံနှလုံးပေါင်းတာရေးတာမာရေးလုံးကြီးတင်စံခါဝစံနှလုံးပေါင်းမီတာသမီဟုတ်ပြီဒီရောက်မှာပေးထားတဲ့ဟာလေးတွေကတော့ကလေးလေးတို့စာအုပ်ထဲမှာလေ့ကျင့်ဖို့ပါကိုယ့်ဘာသာကိုပြန်ပြီးတော့မှဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်ရပါမယ်ငါတို့ဖတ်တတ်ပြီလားမဖတ်တတ်သေးဘူးလားပေါ့ဖတ်တတ်ပြီဆိုရင်တော့ဆက်ပြီးတော့မှသွားလို့ရတယ်ဖတ်တတ်ပြီဆိုလို့ရှိရင်ဘာလုပ်ကြည့်ရမလဲစာအုပ်ထဲမှာရေးကြည့်ရမှာဖြစ်ပါတယ်လေးချောင်းချင်းစာအုပ်လေးနဲ့ရေးရင်တော့အကောင်းဆုံးပါပဲဟုတ်ပြီရေးတော့မယ်ဆိုရင်ဘယ်နားလေးကစာရေးမလဲအပြာတန်းလေးတွေကနေစာရေးမယ် C ကိုရေးမယ်ဆိုပါတော့ဒါဆိုရင်စာလိန်ရေးလုံးကြီးတင်စံခတ် C ရေးလိုက်တဲ့စလုံးလေးတစ်လုံးချင်းဒီတိုင်းကိုလိုက်ဆိုရမယ်เนาะစာလိန်ရေးလုံးကြီးတင်စံခတ် C ကဲဟုတ်ပြီဒါဆိုနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကဘာလဲတော့ဒါကတော့မီပေါ့နော်မာရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါင်းမီဒီလိုအပြာတန်းလေးထဲမှာရေးရပါတယ်ဘီလေးကိုအပြာတန်းမှာရေးတယ်လုံးကြီးတင်စံခတ်လုံးကြီးတင်ကိုတော့အပေါ်အနီတန်းနဲ့အပြာတန်းရဲ့ကြားထဲမှာရေးရပါတယ်ဘီဘာကုံရေးလုံးကြီးတင်စံခတ်ဝစံနှလုံးပေါင်းဘီဟုတ်ပြီဒါဆိုကလေးတို့တခြားဟာလေးတွေအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဒီထဲမှာကလေးတို့မှတ်ရမယ်စကားလုံးလေးတစ်လုံးကခရီးတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့ဒါလေးကိုဖတ်ကြည့်ရအောင်ခအာခယာဤရီခရီးတာဤတီခရီးတီပေါ့နောက်တစ်ခုကကျတော့တာဤတယ်လို့လည်းဖတ်လို့ရတယ်ပေါ့နော်ခရီးတယ်အဲ့လိုလေးလည်းဖတ်လို့ရပါတယ်ဒါလေးကတော့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ရုပ်ပုံကိုဖော်ပြတဲ့စကားလုံးအမှန်ကိုရွေးပေးရမှာပါကဲဟုတ်ပြီဒါဆိုရင်တရားပါလေးတော့စီမီဟုတ်ပြီအဲ့တော့စီမီကိုဘယ်လိုလေးတွေပေါင်းထားတော့
စာစာလုံးရေးလုံးကြီးတင်ဆန်ခဲ့စီမာရေးလုံးကြီးဆန်ခဲ့ဝစံလုံးပေါင်းပြီးစီမီစာလုံးရေးညာတာစီမာရေးလုံးကြီးတင်ဆန်ခဲ့ဝစံလုံးပေါင်းပြီးစီမီစာလရေးလုံးကြီးတင်ဆန်ခဲ့စီမာရေးလုံးကြီးတင်ဆန်ခဲ့ဝစံလုံးပေါင်းပြီးစီမီအဲ့ဒီမှာဘယ်စလုံးလေးရမှန်းတယ်လဲမှန်တဲ့စကားလုံးလေးကိုရွေးပေးရမယ်အဲ့တော့ဒီစီမီလေးရမှန်တယ်ဆိုတော့စီမီကိုချစ်လိုက်ပါမယ်ဒါလေးကတော့ကလေးတို့အတွက်လိုအပ်တယ်ဆိုလို့ရှိရင် screenshot လေးတွေကို comment မှာတင်ပေးထားမှာဖြစ်ပါတယ်အဲ့ဒါလေးတွေကိုကြည့်ပေးပါနောက်ထပ်တစ်ခုကကြတော့နံပါတ်2အဖြေမှန်ကိုရွေးရေးပါတဲ့အဘလာဤအဲ့ဒီမှာဤကကြတော့အခရာဤလို့ပေးထားတယ်အာရီလုံးကြီးတင်ဤလို့ပေးထားတယ်အခရာဤလို့ပေးထားတယ်စာကြောင်းရဲ့နောက်ဆုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗာလေးထည့်ပေးရပါမယ်အခရာဤကိုထည့်ပေးရပါမယ်နောက်ထပ်နံပါတ်ခါခွေးကတော့မီးရထားစီးလာဤပေါ့နော်အဲ့ဒါစီးကိုစာလုံးရေးလုံးကြီးတင်ဆန်ကဝက်ဆက်နှလုံးပေါင်းစီဇာခွေရေးလုံးကြီးတင်ဆန်ကဝက်ဆက်နှလုံးပေါင်းစီစာလင်ရေးလုံးကြီးတင်ဆန်ကဝက်ဆက်နှလုံးပေါင်းစီဆိုပြီးပေးထားတယ်အဲ့တော့ဘယ်ဟာလေးရမှန်လဲစာလုံးရေးလုံးကြီးတင်ဆန်ကဝက်ဆက်နှလုံးပေါင်းစီရမှန်တယ်အားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်